ဒီ cleanser ကိုဘယ်သူတွေသုံးတင်လဲဆိုလို့ရှိရင်ကိုက make up အမြဲလိမ့်နေရတဲ့သူဖြစ်တယ်ပြီးကြလို့ရှိရင်ကိုကမျက်နှာအစီဖူးထွက်လဲတဲ့ဝက်ချက်နေရှိတယ်ဒီစာဝက်ချက်နေအရန်များနေတယ်ပြီးမျက်နှာဒီလိုမျိုးချောမွေပြီးတော့ဂလိုးပြီးတော့စမုတ်မဖြစ်နေဘူးဆိုလို့ရှိရင်ဒီ cleanser သုံးကိုသုံးတင်ပါတယ် Hello မေဂျေရဲ့ vlog ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ပြီးခုမှထားပါနော်မေဂျေအသေးအိတ်ထားမျက်လုံးတော့မို့ရအောင်နေရပဲအခုကမေဂျေတငယ်ချင်းနဲ့ပီဇာတိတ်သွားမယ်ပြီးကြလို့ရှိရင်မေဂျေ clearing foundation လေးအယောင်လေးတစ်ချက်သွားဆမ်းမယ်ပေါ့နော်အဲ့တော့ Amazon pizza ကိုအရန် craving ဖြစ်နေတယ်အခုရုပ်လေးတော့တီးခံကြည့်ပေါ့နော်ဘာလို့ဆိုတော့မျက်နှာတော်တော်ရောင်းနေ first step အနေနဲ့ Amazon လို့ toner လေးလိမ့်လိုက်မယ်toner ပြီးသွားပြီဆိုလို့ရှိရင် brightening serum လေးလိမ့်ကြမယ် Amazon သုံးနေရဒီ clinic ကဟာပေါ့နော်ဒါလေးတော်တော်လေးကြိုက်တယ်Amazon ဝယ်ဟာတာ200 ml မှာဘူးကြီးနှစ်ပူတော့မှအခုဒီတပူကိုတော်တော်လေးကြကြတောင်းအခုချိန်ကြီးမကုန်နိုင်တယ် Amazon သူ့ဘာလို့ကြိုက်လဲဆိုတော့သူ့လိမ့်ပြီးသွားလို့ရှိရင်ဘာမှလို့ sticky texture ကြမ်းခဲ့ဘူးပေါ့နော်မကြမ်းခဲ့ဘူး lightweight တော်တော်ဖြစ်တယ်ပြီးတော့ရှင်တော်တော်လေး dark spot တွေ fat ဖြစ်တယ်ပေါ့နော်ကိုမျက်နှာဝက်ချက်နေအမာရွတ်တွေခဏခဏဖြစ်လွယ်ဆိုရင် Amazon ဒါလေးတော့ comment လုပ်တယ်သူတို့အခုဆိုရင် new version ထုတ်ထားရပေါ့နော် Amazon သုံးနေရတော့ old version ပဲ moisturizer လေးနေလိုက်မယ်哦，အေးညပဲဘိုက်ကစားနေဂလူဂလူနဲ့မီနေထုံးစံတိုင်းခုသုံးမဲ့ sunscreen ကကြတော့ Amazon review ပေးထားတဲ့ Dr. Santi က sunscreen ဖြစ်ပါတယ်ဒီ sunscreen ကိုမတွေးခင်တော့ဟာ sunscreen တွေစားလိုက်တာဝယ်လိုက်ဒီ sunscreen နဲ့တွေ့ပြီးတော့ sunscreen ဆိုလို့ရှိရင်ကြည့်အောင်မကြည့်ဖြစ်တော့တခြား sunscreen ပေါ့နော်ဘာလို့ဆိုတော့သူ့ရဲ့ sunscreen ကတော်တော်လေးကို texture ရော makeup ရဲ့ effect ကိုပေးတဲ့ result ကိုအရန်ကောင်းတယ်ပေါ့နော်ဒီ sunscreen ကကြောင့် dermatologist skin doctor ကိုယ်တိုင်ထုတ်ထားတဲ့ sunscreen ဆိုတော့ဘာမှကိုစိတ်ပူပြီးစိုးရိမ်ကြမလို့ပေါ့နော်စိတ်တခြားနဲ့သုံးလို့ရတဲ့ sunscreen ဖြစ်တယ်ကြည့်တွေ့လား oh my god လက်ကြည့်အရန်ကြိုက်တာသုံးကြည့်ရတယ်လုံးဝစမ်းသုံးပြီးဆိုတော့ comment လုပ်ပါတယ်ကြည့်ဘာမှမခံစားအောင်အဲ့လို sunscreen တော်တော်များများလိမ့်ပြီးသွားလို့ရှိရင်ကြာသွားလို့ရှိရင်မျက်နှာပိုမဲသွားတာလို့သိရမလားအစီတွေအရန်ပြန်ပြီးတော့ပြီးရင်နေရခတ်တာလို့ပြီးရောက်ရှင်မျက်လုံးဆက်တာလို့လုံးဝမဖြစ်ဘူးဒါလေးလုံးဝမဖြစ်တာအဲ့ဒါကြောင့်ဒီ sunscreen ပဲစမ်းသုံးနေအောင်နော်လို့အာရီတန်းလို့ရှိရင်အိတ်ချင်တယ်မျက်လုံးတွေဆိုမပွင့်ရဒါပေမဲ့ဒီ sunscreen ဆိုရင်ဘာမှကိစ္စမရှိဘူးဒီ sunscreen လေးသုံးကြည့်ဖို့Amazon highly recommend လုပ်ပါတယ်ဒီ sunscreen ကိုသုံးခုရတဲ့တော်များများဆိုလို့ရှိရင်လည်းပြန်ပြီးတော့ repurchase လုပ်ကြပါဘောနော်တချို့ဆိုလို့ရှိရင်ဘယ် sunscreen မှနဲ့အဆင်မပြေတော့မှဒါနဲ့တော်တော်အဆင်ပြေတယ်သူကလုံးဝ sensitive skin တွေ baby skin တွေအစသုံးလို့ရတဲ့ sunscreen ပေါ့နော် SPF sufficient ဖြစ်လားမဖြစ်လားအစအကုန်လုံး certificate ရထားတယ်ပြီးရင် तू ကနေရလာတဲ့နေအောင်ချူပဲကာကွယ်ပေးရမှာဒီဖုန်းကလာတဲ့ computer ကလာတဲ့ blue light တွေလည်း तू ကာကွယ်ပေးရ office job တွေလုပ်ရတယ်ဆိုလို့ရှိရင်တချို့ကသိရမလားအော်ငါ indoor မှာပဲ office job လုပ်ရတယ်ဆိုတာ no sunscreen လိုတယ်ဒီ blue light တွေကလည်းမျက်နှာကိုညစ်စေရပေါ့နော် skin care မှာလေတခြား moisturizer toner တွေကောင်း investment မလုပ်ချင်တော့မှ sunscreen မှာတော့ investment ကောင်းလေးလုပ်တင်တယ်ဘာလို့လဲဆိုတော့ဘလောက်ထိ skin care routine တွေ moisturizer serum တွေကောင်းနေပါစေပေါ့နော် sunscreen ကိုဈေးပေါ်သုံးလို့ရှိရင်အလကားပဲပေါ့နော်အဲ့တော့ sunscreen ကိုကောင်းလေး investment လုပ်ပါလို့ဒီကနေမှာကြားချင်ပါတယ် glory effect တော့ပေးရဲအဲ့တော့အဲ့လို glory effect ပေးရဲ့ sunscreen ဆိုရင်လည်း amazing ပိုကြိုက်တယ်ဘာလို့ဆိုတော့ foundation ထပ်လိမ့်လိုက်ရင်6ကြီး cracking တွေဖြစ်မနေဘူးပေါ့နော်ဒီနေ့ရဲ့ foundation ကိုကြတော့ amazing 3နေကြလက်မန်းနေပဲသုံးမယ်ပေါ့နော်ဒီ foundation လည်း review store မှာတင်ပေးထားပါတယ်သုံးလုံးလုံးကြည့်ပါအောင်ဘူးတွေဆိုရင်ညက်ပတ်နေတခြားလေးပုတ်အောင်မယ် amazing 3နဲ့အရောင်က02နဲ့04 amazing တော့က perfect color တွေ့လားလုံးဝတရောင်နဲ့ color ရတယ်ပေါ့နော် foundation တော့သူက coverage ကောင်းတဲ့အတွက်ကြောင့်မလဲနဲ့တော့ထူမယ်ပေါ့နော်ပွဲတက်လို့လုံးဝ special day ဆိုရင်တော့အဆင်ပြေပေါ့နော် amazing လက်နဲ့ပဲအရင်ဆုံးပုတ်လိမ့်လိုက်မယ်ခုနက sunscreen effect ကြောင့်မို့ foundation တော်တော်လေးကိုဆွဲရတာokay ဆိုပြနေတယ် amazing bad review လေးပေးလိုက်မယ်ဒီ real technique က foundation brush ဒါလေးကလေဟိုကြည့်ရင်ဒါလေး okay လို့ထင်လိမ့်မယ်ဒါပေမဲ့တကယ်တမ်းကျတော့ကိုယ့်ရဲ့မျက်နှာကိုအနီးကကြည့်လိုက်လို့ဒါကင်မရာထဲမှာမလို့မြင်ရပါတော့အနီးကကြည့်လိုက်လို့ရှင် brush ရဲ့အရာကြီးကထင်းနေရပေါ့နော်အဲ့တော့လုံးဝအဆင်မပြေဘူးဒါကြီးသုံးရတာလေအဲ့တော့မဝယ်ဖို့ amazing တားတယ်ပေါ့နော်ဒီကနေဝယ်ထားလက်မျောလို့သုံးနေရပါတော့ဒါပေမဲ့ level တော့လိမ့်ရတာအဆင်ပြေရ level တော့အဲ့တော့ amazing level မဲ့လိမ့်နေပြီးရင် hourglass က concealer လေးသုံးမယ်သူအရောင်နည်းနည်းသဆင့်လင်းနေပေါ့နော်အဲ့တော့ highlight နေနဲ့သုံးလိုက်မယ်ဒီ review တီးရဒီ control တော်တော်သုံးလို့ကောင်းတယ် Amazon သုံးတဲ့အရောင်က Soul Lakes လားအဲ့ဒါပေါ့နော် natural sun နဲ့ပြီးတော့တစ်ချက်တည်းဘုံတို့ချတာနဲ့မချတာနဲ့လဲ
အရန်ကွာသေးပေါ့နော်ဘာလို့ခနိုးချလိုက်လို့ရှိရင်မျက်နှာဖောင်းတဲ့နေရာဖောင်းချိုင်းတဲ့နေရာချိုင်းတော့ပေါ့နော်ဖောက်တာလေးလိမ့်မယ်ဖောက်တာကြောင့်မေစင်မျက်နှာလုံးမလိမ့်ပေါ့နော်မှာဖောက်တာလေးကုန်နေဖောက်တာလေးလိမ့်လို့ရှိရင်ဒီလိုလေးလှုပ်ပြီးသွားလို့ရှိရင်တန်းမလိမ့်ရဘူးအရင်ဆုံးလှုပ်ပြီးသွားပြီဆိုမှလေးလှုပ်ပြီးသွားရင်ကိုပုတ်ရမယ့်နေရာမှာပုတ်ပေါ့နော်အဲ့ဆိုရင်ထူလက်ပြဲကြီးဖြစ်မသွားပြတ်ရတဲ့ဒီနားလေး Oh perfect ရမ်းကြိုက်ပြီးဖောက်တာလေး eyeshadow ကကြာဒီရောက003ဆိုတဲ့ဟာသုံးမယ်။အရောင်လေးသုံးလိုက်မှာပေါ့နော်။ပြီးရင်မေစမ်းဒီအရောင်လေးသုံးလိုက်မယ်။ daily wear အတွက်လည်းအဆင်ပြေတယ်အဲ့တော့တစ်ခုလောက်တော့ရှိထားတဲ့နေပေါ့နော်။နှလုံးအောက်ကိုချဲလိုက်မယ်။ဒီညနဲ့အညိုလုတ်ဖက်သွားမယ်။ညာလေးချဲလိုက်မယ်။ဒီရောရဲ့ဒီ eyeshadow ကတော်တော်လေးကို color pigmentation ကောင်းလို့တော့မနှဲထိန်နေရရောနော်လက်ကို။ပြီးကြလို့ရှိရင် hourglass ရဲ့ဒီငန်းဟာလေးကိုမေစမ်းအကြိုက်ဆုံးညာလေးသုံးလိုက်မယ်။ပြီးအားလိုက်တော့ဆွဲမယ်ရေတိတ်ကမှာပဲမျိုးလုံးကလည်းဖြူသွားတယ်သူကဒီလိုမျိုးရေဖြန်းပြီးတော့ကက်ရတဲ့ဟာပေါ့နော်ပါနီကကြတော့ Rode ရဲ့ Sleepy Girl လေးသုံးမယ်ဒါကကြတော့ခုလောလောဆယ် current favorite blusher ဖြစ်နေပါတော့မေစင်အရန်ကြိုက်နေတဲ့ lip liner လေးတစ်ခုရှိရယ်ဈေးလည်းအရန်မကြီးဒါ Lily by Red ဆိုတဲ့အယောင်က02ပေါ့နော်ခန်းကြီးတဲ့တီတွေတက်လည်းအရန်ကောင်းတယ်နော်ဒီနှခမ်းဒီအနာသားလေးဆဲပြလိုက်လို့ရှိရင်ကိုနှခမ်းအယောင်တိုင်းလုံးဝဖြစ်သွားပါနော်ဒီ CC Sheer ဆိုတဲ့ China brand လေးဆိုးမယ်ပေါ့နော်နောက်ဆုံးဆက်အနေနဲ့ Annual က PTR and Hyaluronic နဲ့ spray လေးဖြန်းလိုက်မယ်ပေါ့နော်ဒါလေးကိုခက်စားနေတာဒါမေးစင်လက်ဆောင်ရMiss ကအရန်ကိုနှုတ်ပြီးတော့အရန်စိတ်တယ်ပေါ့နော်Ooh တော်တော်လေးကြိုက်တယ် Oh my god မျက်နှာလေး glow နေရပဲ outfit လေးပဲဖြစ်ပါတယ်တကယ်ကြဒါလေးပန်ကျင်တာပေါ့နော်ကြည့်တစ်ဖက်ပြောင်းနေတစ်ဖက်ပဲရောက်နေလို့မသိအဲ့တော့မေစင်ဒါလေးပဲပန်လိုက်တော့မယ် and ပြီးရင် Chanel အိတ်လေးကန်လိုက်မှာပေါ့နော်ခုနဝတ်ထားတဲ့အင်ဂျီကိုမေစစ်တငယ်ချင်းကမြင်တော့ဟဲ့ဒီနေ့အပြင်မှာအရန်ပူနေရတော့တဲ့ဒီအင်ဂျီနဲ့ပူမယ်တဲ့အားကြောင့်မေစင် light ဖြစ်တဲ့အင်ဂျီနောက်တစ်ထည်လဲလိုက်တယ်ပေါ့နော်ခုကတော့ပီဇာဆိုင်နဲ့တငယ်ချင်းနှစ်ယောက်အာလူတွေဖုန်နေကြရပေါ့နော်ဒါလေးကတော့ဒီနေ့ရဲ့ OOTD ဖြစ်ပါတယ်ပြီးတော့ Clarins ကထုတ်ထားတဲ့ Double Serum Foundation ကိုသွားကြည့်ခဲ့တယ်အယောင်တွေကတော့တော်တော်လေးကိုများတယ်အဲ့တော့တေချာလေးရွေးရမယ်ပေါ့နော်မဟုတ်လို့ရှင်အယောင်တွေတကယ်စီဖြစ်သွားနိုင်တယ်အဲ့တော့အယောင်ရွေးတဲ့ချိန်ညာလို့ရှင်တော့တော်တော်လေး confuse ဖြစ်သွားနိုင်တယ်အယောင်တွေအရန်များလို့မေစင်အခုအိမ်ပြန်ရောက်ပါပြီမေစင်အရန်ဟိုအိတ်ချင်နေတယ်ဒီနေ့မှာတော့မေစင် cleanser review လုပ်ပေးမယ်ပေါ့နော်မေစင်အရှိမလည်းပြောပြပါနော်မေစင် review လုပ်ပေးမယ်ဆိုတာဒီ cleanser ကိုမေစင်သုံးနေတာလွန်ခဲ့2023လားမြန်မာပြည်မေစင်ပြန်တော့အဲ့ကလေးကနေမေစင်3နေရအခုဆိုရင်နစ်ကိုချီနေပြီပေါ့နော်ဒါကတော့မေစင်တစ်ခုလောလောဆယ်3ကုန်သွားတဲ့ဘူးတွေပေါ့နော်3ကုန်သွားတဲ့ဘူးတွေကတော့အများကြီးပေါ့နော်ဒါစုရတော့ဘာဖြစ်လဲဆိုတော့မေစင်ကနေရခဏပြောင်းတော့အဲ့လောက်အများကြီးလည်းမစုနိုင်ဘူးနော်သူကရိုးမြင့်နေကြ cleanser နဲ့မတူဘူးပေါ့နော်ဒီလိုမျိုးအမုန်းထိုက်လေးဖြစ်ပါတယ်မေစင်ဒီ cleanser မသုံးပြခင်မှာအရင်ဆုံးမေစင် makeup လေးဖြတ်လိုက်မှာပေါ့နော် makeup ဖြတ်ဖို့အတွက်ကဒီ toner pad လေးသုံးလိုက်မယ်ဒါလေးလည်းမေစင် review show မှာတင်ပေးထားပါတယ်မေစင် review show မှာတင်ပေးထားတဲ့ဟာတွေပဲသုံးတာပေါ့နော်နေတိုင်းနေပြီးနောက်တစ်ခုဒီရွယ်ချက်ကကြတော့ကိုမရောင်းရခဲ့ရင်တော့မှကိုသုံးနေကြဆိုတော့ကိုရင်းနှီးထားတာတွေ waste မဖြစ်ဘူးပေါ့နော်ဒါကတော့မေစင်သုံးမဲ့ eye and lip makeup remover ကြတော့ Garnier ဖြစ်ပါတယ်ဈေးပေါ်ရင်မှလည်းအရန် effective ဖြစ်ပြီးသုံးလို့အရန်အဆင်ပြေပေါ့နော်ဒီလိုမျိုးလေးထားပြီးတော့ကွာပေါ့ဒီလိုလေးဆွဲလိုက်တာနဲ့အကုန်လုံးပါချလာတယ်လားအရန်ကြိုက်တယ်ကွာအရန်ကြိုက်တယ်တစ်ချက်တည်းပဲသူကအကုန်ပြတ်သွားတယ်လားအရန်ကြီးသူကဆွဲပွက်စရာမလိုတဖြည်းဖြည်းလေးဒီလိုလေးပဲလှုပ်ပေးအောင်မယ်တွေ့လားအရန်မိုက်တာပစ္စည်းရောစစ်ပါစေပေါ့နော်ဂါနီယာကြီးပါကြီးကသူကနိုင်ငံပေါ်ရော quality ကိုအားလေးရဲ့ပြီးကြောက်ရှင်အတူတွေလည်းအရန်ပေါ်ရဲ့ပစ္စည်းအဲ့ဒါပြီးကြလို့ရှိရင်မေစင်3နေကြ Bobbi Brown က makeup remover လေးနဲ့ makeup လေးဖြတ်လိုက်မယ်ပေါ့နော်ခုနက cleansing oil ကိုဆေးချလိုက်ပေါ့နော်အခုကကြတော့ဒီ cleanser လေး3မျိုးဖြစ်ပါတယ်ဘယ်လောက်လေးဆိုရပြီပေါ့နော်
ကိုတုံးနဲ့တော့ချိန်တက်လာလိမ့်မယ်ပြီးတော့မေဆုံးရေလေးနည်းနည်းထည့်ရမယ်ပေါ့နော်ရေအရန်ကြီးများစရာမလိုဘူးပေါ့နော်ကိုကတကယ်လို့ sensitive အရန်ဖြစ်တဲ့ skin ဆိုလို့ရှိရင်နည်းနည်းကြလေးပုတ်ပြီးမှမျက်နှာပေါ်တစ်ချပြီးပေါ့နော်ကိုကတကယ်လို့ဒီနားလေးမှာအစီအပူတွေရှိတယ်ဒီစားဝက်ချန်တွေရှိတယ်ဆိုရင်တော့ exfoliate လုပ်တဲ့အနေနဲ့အကြာကြီးပုတ်စရာမလိုဘူးနော်ဘာလို့ဆိုတော့ तू ကမျက်နှာကို exfoliate လုပ်ပေးရပါနော်ဒီ cleanser ကိုမေးစင်အရန်ကြိုက်တာလေသူ့သုံးပြီးလို့ရှိရင်တစ်ချလိုက်တာနဲ့မျက်နှာချောဣသွားတကယ်စမ်းသုံးကြည့်အရန်ကောင်းတာအားအကြောင်းကိုလည်းမေးစင်ဒီမျက်နှာတစ်ကိုပဲမေးစင်သုံးဖြစ်နေရပါတော့အခြားမျက်နှာတစ်တွေလည်းစမ်းမှုတယ်ပေါ့နော်အဲ့တော့ဆိုလို့ရှိရင်မေးစင်ဝက်ချန်နေအစီဘူးတွေနဲ့တန်နေရလဲတယ်ပေါ့နော်အခုဒီမျက်နှာတစ်စီကိုမေးစင်ညတိုင်းသုံးပြီးတော့အစီဘူးတွေဆိုလို့ရှိရင်မရှိတော့အရင်တော့ဒီမှာအစီဘူးတွေအများကြီးပဲသူ့ကို10မိနစ်လောက်ပြစ်သေးရပါမယ်ပုံမှန်မျက်နှာတစ်စေဆိုလို့ရှိရင် sunscreen တွေပါပြီးတုံးထားတဲ့နေ့ဆိုလို့ရှိရင် double cleansing လုပ်ရပေါ့နော်ဒီမျက်နှာတစ်ကကြတော့ကို sunscreen ပဲလိမ့်ထားနေ makeup မလိမ့်ဖြစ်တဲ့နေ့ဆိုလို့ရှိရင်လည်းဒီမျက်နှာတစ်စေကလုံးဝ sunscreen ကိုဆေးချပေးနိုင်တယ်ပေါ့နော်မေစင်မျက်နှာတစ်ချလိုက်ပေါ့နော်ဒီလုံးဝမျက်နှာကကြည်ပြီးတော့ဝင်းတော့သူ့ဆွဲတော့ရင်မျက်နှာတကယ်ဝင်းပြီးတော့ကြည်စေတယ်တကယ်ကြည်စေအမခံရေတုပ်ပြီးလို့ရှိရင်ဒီနားလေးတွေတာဝါလေးနဲ့တုပ်ပြီးပေါ့နော်ဘာလို့ဆိုတော့ဒီမျက်နှာတစ်စေကစားဝက်ချန်ရှိနေတဲ့သူတွေအတွက်လည်းအရန်ကောင်းတယ်စားဝက်ချန်ဒီလိုမျိုးထွက်လာတယ်ပေါ့နော်အဲ့တော့ဒီဟာလေးကိုတုပ်ပေးဖို့မမေ့နဲ့ပေါ့နော်စားဝက်ချန်အရန်များနေတဲ့သူဆိုလို့ရှိရင်လည်းဒီမျက်နှာတစ်စေကိုတော်တော်လေးကြိုက်မှာပေါ့နော်သူ့သုံးပြီးသွားလို့ရှိရင်မျက်နှာ6တာတွေအဲ့လိုမျိုးတွေမဖြစ်ပေါ့နော်တော်တော်လေးကိုမျက်နှာကပြောင်ဆဲသွားတယ်ပြီးမျက်နှာကလည်းဒီလိုမျိုး glow ပြီးတော့တန်နေရပေါ့နော်သူကKorea brand ဖြစ်ပါတယ်သူ့ရဲ့ pH level 5.8 ဖြစ်တဲ့အတွက်ကြောင့်မို့ skin ကိုအတွင်းပိုင်းထိလည်း cleanse လုပ်ပေးနိုင်တယ်မျက်နှာ barrier အတွက်လည်းမထိခိုက်ပေါ့နော်ဘာလို့ဆိုတော့ cleanser ကအရန်ရေးကြီးပါတယ် barrier အရန်ထိခိုက်လွယ်ပေါ့နော်ဒီမျက်နှာတစ်စေရဲ့ main ingredient ကကြတော့ cornstarch ဖြစ်ပါတယ်ဘာလို့ပေးလဲဆိုတော့ဒီမေစလို့ဒီမျက်နှာတွေကြမ်းထော်နေတာတွေ texture တွေ gain လိုက်စီနဲ့ဒီလိုမျိုး smooth မဖြစ်နေတဲ့ဟာတွေဆိုလို့ရှိရင်ဒီ cornstarch က smooth ဖြစ်အောင်လုပ်ပေးတယ် exfoliate လုပ်ပေးတယ် exfoliate လုပ်တယ်ဆိုတာကအဲ့လိုမျိုးအရန်ရင်ပြင်းတဲ့ဟာမဟုတ်ဘူးမေစလို့ daily လိုအပ်နေတဲ့ amount လောက်ပဲသူကလုပ်ပေးရပါတော့သူကဒီမှာတော့ရေးထားတယ် clinical skin care ဖြစ်ပါတယ် pure my inside powder ဖြစ်ပါတယ်လုံးဝ my ဖြစ်တဲ့ဟာပေါ့နော် my ဖြစ်ပေမဲ့လည်းသူကလုံးဝကို deep clean လုပ်ပေးနိုင်တယ်ပြီးရင်သူ့ကိုသုံးလိုက်တဲ့ feeling ကလေကိုကအဲ့လိုမျိုး luxury product ကိုသုံးနေရတဲ့ feeling ပေးရပြီးရင်သူ့ရဲ့မျက်နှာတစ်စေကကိုရမှာreview ကအများကြီးရဟာမျက်နှာတစ်စေဖြစ်တယ်ပေါ့နော်မေစင်ပြီးကြမှာ review store မှာcustomer review တွေတဖြည်းဖြည်းနဲ့တင်ပေးမယ်ပေါ့နော်ဆိုတော့တင်စရာအများကြီးမလို့ပြီးရင်မေစင်ကိုယ်တိုင်သုံးပြီးတော့ရလာ result လဲမေစင်ဒီမှာပြပြီးထားမယ်ပေါ့နော်ဒီ cleanser မှာ vitamin C လဲပါတဲ့အတွက်ကြောင့်မို့မျက်နှာကိုကြည်ပြီးတော့ဝင်းစေပါတယ်ကိုမျက်နှာညစ်နေရဆိုလို့ရှိရင်ဒီ cleanser တော်တော်လေးအထောက်အကူပြုမယ်သူ့မှာ aloe vera ပါတဲ့အတွက်ကြောင့်မို့လဲမျက်နှာကို soothing ဖြစ်စေရကိုက aloe vera နဲ့မတည့်ရင်လဲဒီ cleanser က is okay သုံးလို့ရတယ်ဘာဖြစ်လဲဆိုတော့သူက main ingredient အနေနဲ့ပါတော့မပါထားဘူးပေါ့နော်ရေပြန်စေးကြတဲ့အမျိုးဖြစ်တဲ့ကြောင့်မို့ကိစ္စမရှိဘူးပေါ့နော်ဒီ cleanser ကိုဘယ်သူတွေသုံးတင်လဲဆိုလို့ရှိရင်ကိုက make up အမြဲလိမ့်နေရတဲ့သူဖြစ်တယ်ပြီးကြလို့ရှိရင်ကိုကမျက်နှာအစီပူးထွက်လဲတဲ့ဝက်ချန်တွေရှိတယ်ဒီစားဝက်ချန်တွေအရန်များနေတယ်ပြီးမျက်နှာဒီလိုမျိုးချောမွေပြီးတော့glow ပြီးတော့ smooth မဖြစ်နေဘူးဆိုလို့ရှိရင်ဒီ cleanser သုံးတင်ပါတယ်တော်ပြီအရန်ကောင်းတယ်အခုမေစင် review store မှာမေစင်တင်ပေးထားပြီပေါ့နော် high မှာလည်းဒီ cleanser ဝယ်လို့ရပါတယ် free delivery လေးလုပ်ပေးမှာပေါ့နော်မေစင်ရဲ့ follower တော်တော်များများလည်းအခု Thai ကိုရောက်သွားကြပြီပေါ့နော်အဲ့တော့မေစင် review store ပစ္စည်းတွေလည်း Thai မှာအလွယ်တကူဝယ်လို့ရအောင်မေစင်စီစဉ်ပေးထားပြီပေါ့နော်ဒီ cleanser ကိုတဲ့လားမတဲ့လားစိုးရိမ်နေတဲ့အတူတွေအတွက် sample အထုပ်လေးတွေလည်းတေးလေးမေစင်အခုမေစင်လက်ထဲမှာမရှိပါတော့မေစင် sample မသုံးပေါ့နော်မေစင်ဘူးကြီးပဲသုံးတာဆို sample အထုပ်တေးလေးတွေလည်းစမ်းပြီးတော့သုံးကြည့်လို့ရပါတယ် sample ထုတ်လေးလည်းမေစင် review store မှာတင်ပေးထားပါတယ်ကိုတဲ့လားမတဲ့လားကိုကြိုက်လားမကြိုက်လားစမ်းလို့ရပါတော့မေစင်ရဲ့ skin care vlog မှာအများအားသုံးပြနေတဲ့ cleanser ပေါ့နော်လူတော်တော်များလည်းမေးရဒီ powder cleanser ဘာလဲဆိုတော့အခု review store မှာတင်ပေးထားပါပြီတောက်ဝယ်လို့ရပါပြီမေစင်ရဲ့ဒီနေ့ vlog ကကြတော့ဒီထိပေါ့နော် vlog တော်တော်ရှည်သွားပြီလို့မေစင်ထင်တယ်အဲ့တော့ဒီ vlog ကိုဒီမှာပဲမေစင်ရက်လိုက်တော့မယ်ပေါ့နော်ဒီ cleanser လေးသုံးပြီးလို့ရှိရင်မေစင် review လေးမျှော်နေပါမယ် bye bye love you